ကျွန်တော်အခုမိတ်ဆွေတို့ပြောပြပေးမှာတော့မိုင်တဲ3ပြီးအတွက်ကျွန်တော်တို့မိုင်တဲဘေး200နဲ့2000 MB ဝယ်နည်းရဲ့ကျွန်တော်တို့မိုင်တဲဘေး1000ပြီးတော့ MB 1000ထိရနိုင်မယ်နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာသိကျင်တယ်ဆိုရင်ကျွန်တော်တို့တစ်ချက်ကြည့်လိုက်ကြအောင်ပါဗျာကျွန်တော်တို့ပထမဆုံးအနေနဲ့မိုင်တဲဘေး200နဲ့ကျွန်တော်တို့2000 MB ဝယ်နည်းလေးကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့မိုင်တဲဘေး200နဲ့2000 MB ဝယ်လို့ရအောင်ကျွန်တော်ရဲ့ကတ်တီကိုစစ်ကြည့်လိုက်မယ်ဗျာစစ်နည်းလေးကတော့မိတ်ဆွေတို့တည်ပြီးမှဖြစ်ပါတယ်စတာ966စတာ944ဆက်ကိုကျွန်တော်တို့နှိပ်ပြီးတော့စစ်ကြည့်ရမှာဖြစ်ပါတယ်ဗျာဒီကောင်လေးကတော့ကျွန်တော်တို့မိုင်တဲဘေး200နဲ့2000 MB ဝယ်လို့ရပါတယ်ဗျာဒီကောင်လေးကိုစစ်ကြည့်လိုက်ပါစတာ966စတာ944ဆက်ကတော့ကျွန်တော်တို့မိုင်တဲဘေး200နဲ့2000 MB ဝယ်လို့ရတဲ့အကြောင်းကိုမိုင်တဲကနေပြီးတော့ message တွေလည်းပို့နေရပဲဖြစ်ပါတယ်ဗျာကျွန်တော်ရဲ့ကတ်ကိုဆိုရင်5ကလောက်ရှိပါတယ်ဗျာဒီလို message လေးပို့တာမိတ်ဆွေရဲ့ကတ်ကိုခုပဲစစ်ကြည့်လိုက်ပါဗျာစတာ966စတာ944ဆက်ကိုနှိပ်ပြီးတော့လက်ကြံငွေမလုံးလောက်ပါဆိုရင်ကျွန်တော်တို့ကမိုင်တဲဘေး200နဲ့2000 MB ကိုတစ်လတစ်ကြိမ်ဝယ်ယူလို့ရရှိမှာဖြစ်ပါတယ်ဗျာအခုပြောပြပေးတာတော့ကျွန်တော်တို့မိုင်တဲဘေး200နဲ့2000 MB ဝယ်တဲ့နည်းလေးပဲဖြစ်ပါတယ်ဗျာနောက်နီးလန်းတစ်ခုကတော့ကျွန်တော်တို့မိုင်တဲဘေး1000နဲ့ MB 1000ထိရနိုင်မဲ့နီးလန်းလေးတွေကိုပြောပြပေးမှာဖြစ်ပါတယ်ဗျာကျွန်တော်တို့မိုင်တဲဘေး1000သုံးပြီးတော့ MB 1000လောက်မရခဲ့ရင်တော့ကျွန်တော်တို့ကပထမဆုံးစဝယ်မယ်ဆိုရင် MB 3000ဒုတိယအကြိမ်ကျွန်တော်တို့ဝယ်မယ်ဆိုရင် MB 1400ရရှိမှာဖြစ်ပါပဲဒါလေးကတော့ကျွန်တော်တို့ MB 1000လောက်ရမယ်နီလန်းလေးကိုပြပြပြီးမှဖြစ်ပါတယ်ဒါလေးကတော့မိတ်ဆွေတို့တီးပြီးသားဖြစ်တဲ့ star တစ်ခွန်ဆက်ကိုနှိပ်ပြီးတော့ကျွန်တော်တို့အောင်မာလေးဝယ်ပြရမှာဖြစ်ပါတယ်ဗျာ star တစ်ခွန်ဆက်ကတော့ကျွန်တော်တို့အောင်မာလေးဘေး1000နဲ့ဝယ်မယ်ဆိုရင်ကျွန်တော်တို့အများဆုံးပေါက်နိုင်တာကတော့ MB 1000ထိပေါက်နိုင်ပါတယ်ဗျာတကယ်လဲပေါက်ပါတယ်ကျွန်တော်တို့အရင်တော့ဆိုရင်ကျွန်တော်ရဲ့ကတ်တွေဆိုရင်9000ပေါက်လိုက်1000ပေါက်လိုက်နဲ့ကျွန်တော်တို့ခဏပေါက်ပါတယ်ဗျာ star တစ်ခွန်ဆက်ကတော့ကျွန်တော်တို့အခုနောက်ပိုင်းမှာတော့ကျွန်တော်တို့ MB 1000ထိပေါက်ပါတယ်ကျွန်တော်တို့3000လဲပေါက်တယ်ကျွန်တော်တို့1400လဲပေါက်တယ်1400ကတော့ဒုတိယကြိမ်ဝယ်မယ်ဆိုရင်တော့ပေါက်တာပေါ့ဗျာကျွန်တော် MB 3000ကတော့ပထမဆုံးစဝယ်မယ်ဆိုရင်ကတ်တိုင်းက MB 3000ပေါက်တယ်ဗျာကျွန်တော်တို့ကန်ကောင်းလို့ရှိရင် MB 1000ထိပေါက်နိုင်တယ်ဗျာဒီမှာဆိုရင်လဲ message တွေကြာလာတယ်ဗျာတကယ်လို့ဝယ်မယ်ဆိုရင်မိတ်ဆွေတို့ကကျွန်တော်ပြောတဲ့နီလန်းလေးတိုင်းဝယ်လို့ရတယ်ဗျာ star တစ်ခွန်အောင်ပါလေဟူတဲ့စာပို့ကကျွန်တော်တို့ထီဝယ်လိုက်ရုံနဲ့ကျွန်တော် MB 1000ထိခု10ရာ1000ထိကျွန်တော်တို့ပေါက်နိုင်တယ်ဗျာတသန်း9ရက်တကယ်လို့ပေါက်ခဲ့ရရှိတော့ကျွန်တော်တို့က MB 1000ကို9ရက်အတွင်းကုန်အောင်သွားမှာမကုန်ရင်ကျွန်တော်တို့ဖြတ်သွားမှာဖြစ်ပါတယ်ဗျာခုပဲမိတ်ဆွေတို့ကကျွန်တော်တို့ဘေး1000ရှိတယ်ဆိုရင် star တစ်ခွန်ဆက်ကိုနှိပ်ပြီးတော့လဲဝယ်လို့ရဗျာဒါဆိုလဲကျွန်တော်တို့ကအရန်ကိုတန်တယ်ဗျာ star တစ်ခွန်ဆက်ကကျွန်တော်တို့အနည်းဆုံးတော့ MB 1400တော့ရရှိမှာဖြစ်ပါတယ်ဗျာနောက်တစ်ခုကတော့ star 966 star 944ကတော့ကျွန်တော်တို့မိုင်ရဲပြီ200နဲ့2000 MB ရရှိမှာဖြစ်ပါတယ်ဗျာအခုပဲစစ်ကြည့်လိုက်ပါဗျာတကယ်လို့လက်ကျန်ဝင်မလောက်ပါဆိုရင်ကျွန်တော်တို့ဘေး200နဲ့2000 MB ရရှိမှာဖြစ်ပါတယ်ဗျာအားလုံးကိုကျေးဇူးတင်ပါဗျာကျွန်တော်တို့နောက်ဗီဒီယိုမှာပြန်ဆုံကြပါမယ်ဗျာကျွန်တော်ရဲ့ channel လေးကိုလည်း like subscribe နေပြီးတောင်းဆိုပါဗျာ